အားလုံးပဲမင်္ဂလာပါခင်ဗျာ Fat Forge YouTube Channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့လူသားတွေရဲ့အာယုံစိုက်နိုင်မှုအားကြောင့်ပိုတိုးလာနေလဲဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်ယနေ့ခေတ်လူများစွာကစာဖတ်ရင်မကြားရင်စိတ်လွဲသွားတတ်တဲ့အလုပ်တစ်ခုကိုအချင်းကြကြအာယုံစိုက်ထားဖို့ခက်လာတယ်လို့ပြောဆိုလာကြပါတယ်ဒီလိုခန်းစားချက်တွေဟာပြင်းရည်ချင်းကြောင့်သာမဟုတ်ပဲနီးပညာတိုးတက်မှုနဲ့ခေတ်သစ်ဘဝပုံစံတွေကြောင့်လူသားအုံနောက်ရဲ့အာယုံစိုက်နိုင်မှုစနစ်ပြောင်းလဲလာနေတာကိုပြသနေပါတယ်။ Smartphone လူမှုမီဒီယာနဲ့ short video အကြောင်းအရာတွေကအချိန်တိုအတွင်းအာယုံကိုပြင်းပြင်းထန်ထန်ဆွဲယူနိုင်အောင်ဒီဇိုင်းလုပ်ထားကြပါတယ်။ Like, comment, notification အတစ်တိုင်းဟာလူသားအုံနောက်ထဲမှာ dopamine လို့ခေါ်တဲ့ကျေနပ်မှုဟော်မုန်းကိုထုတ်ပေးပြီးခဏတာပျော်ရွှင်မှုကိုရစေပါတယ်။ဒါပေမဲ့ဒီလိုအမြန်ကျေနပ်မှုတွေကိုနေ့စဉ်အချိန်ချင်းလက်ခံနေရင်အုံနောက်ကအချိန်ကြာစိတ်ရှည်စွာအာယုံစိုက်ရတဲ့အလုပ်တွေကိုပိုပြီးခက်ခဲတယ်လို့သဘောထားလာနိုင်ပါတယ်။သုတေသနများအရလူသားအုံနောက်ဟာတစ်ချိန်တည်းမှာအလုပ်အများကြီးကိုထိရောက်စွာမလုပ်နိုင်ပါဘူး။လူအများယုံကြည်နေတဲ့ multitasking ဆိုတာဟာအမှန်တကယ်တော့အလုပ်တစ်ခုကနေတစ်ခုကိုအမြန်ပြောင်းလဲလုပ်နေတာဖြစ်ပြီးဒီလိုအလေးအကျင့်များလာလေအမှားများလာခြင်းစိတ်ပင်ပန်းမှုတိုးလာခြင်းတို့နဲ့အာယုံစိုက်နိုင်ခြင်းပိုတိုးလာခြင်းတို့ဖြစ်ပေါ်လာပါတယ်။အာယုံစိုက်နိုင်မှုဟာအုံနောက်ရဲ့ prefrontal cortex လို့ခေါ်တဲ့ဆုံးဖြတ်ချက်ချခြင်းနဲ့ကိုယ်တိုင်ထိန်းချုပ်မှုကိုတာဝန်ယူတဲ့အပိုင်းနဲ့နီးကပ်စွာဆက်နွယ်ပါတယ်။ဒီအပိုင်းဟာအနားမယူပဲစက်တိုက်အလုပ်လုပ်နေရင်စွမ်းဆောင်ရည်လျော့နေလာတတ်ပါတယ်။ကျန်းမာရေးပညာရှင်များကအာယုံစိုက်နိုင်မှုလျော့နေခြင်းဟာစိတ်ဖိစီးခြင်းနဲ့စိတ်ပင်ပန်းမှုကိုတိုးစေပြီးစိတ်ကျန်းမာရေးပြဿနာများနဲ့ပါဆက်နွယ်နိုင်ကြောင်းသတိပေးထားပါတယ်။ WHO အပါအဝင်ကျန်းမာရေးအဖွဲ့အစည်းများကလည်းစိတ်ဖိစီးခြင်းများလာခြင်းနဲ့အာယုံစိုက်နိုင်မှုလျော့နေခြင်းတို့ဟာအပြန်အလှန်တက်ရောက်မှုရှိကြောင်းဖော်ပြထားပါတယ်။သို့တော့ကျွမ်းကျင်များကအာယုံစိုက်နိုင်မှုတိုးလာခြင်းကိုလူလိုက်အတွက်ယောဂတရက်အဖြစ်မမြင်ကြပါဘူး။ခေတ်သစ်နည်းပညာနဲ့လိုက်လုံးညီထွေထိလာတဲ့တဘာဝပြောင်းလဲတစ်ခုဖြစ်သတ်မှတ်ကြပါတယ်။ဒါပေမဲ့ဒီအခြေအနေကြောင့်အလုတ်အကွင်းပညာရေးနဲ့လူမှုဘဝကိုထိခိုက်လာပြီးစိတ်ပင်ပန်းမှုများနေရင်တော့ကျန်းမာရေးပညာရှင်နဲ့တိုင်ပင်မှုလိုအပ်ပါတယ်။ကျန်းမာရေးပညာရှင်များကအာယုံစိုက်နိုင်မှုကိုထိမ့်သိမ့်မှုနီလာအချို့ကိုအကြံပြုထားပါတယ်။အလုပ်လုပ်ချိန်မှာတခါတည်းအလုပ်တစ်ခုကိုသာအာယုံစိုက်ပြီးဖုန်းနဲ့ notification တွေကိုခဏပိတ်ထားခြင်းလုံလောက်စွာအိတ်ဆက်အနားယူခြင်းတို့ဟာအုံနောက်ကျန်းမာရေးကိုကူညီပေးပါတယ်။အထူးသဖြင့်အာယုံစိုက်နိုင်မှုဟာမွေးရတာမဟုတ်လေ့ကျင့်လို့ရတဲ့စွမ်းရည်တစ်ခုလည်းဖြစ်တယ်လို့သိပ္ပံပညာရှင်များကဆိုပါတယ်။ညီကုန်းချုပ်အနေနဲ့ဖုန်းနဲ့နီးပညာတွေဟာဘဝကိုလွယ်ကူစေတဲ့အရာတွေဖြစ်ပေမဲ့အာယုံစိုက်နိုင်မှုကိုထိမ့်သိမ်းနိုင်ဖို့ကိုယ့်အလေးအကျင့်တွေကိုသတိထားစီမံမှုလိုအပ်လာပါပြီ။အာယုံစိုက်နိုင်မှုကိုထိန်းထားနိုင်ခြင်းဟာယနေ့ခေတ်မှာစွမ်းရည်တစ်ခုသာမဟုတ်လူသားကျန်းမာရေးအတွက်အရေးကြီးသောအချက်တရပါဖြစ်လာနေပါတယ်။ဟုတ်ကဲ့နောက်ထပ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းအချက်လက်တွေနဲ့အထွေထွေဂဟုတုတများစွာကိုနားထောင်ခြင်းရင်တော့ကျွန်တော်ရဲ့ Fat Forge YouTube Channel လေးကို Like and Subscribe လေးလုပ်ပေးကြဖို့တောင်းဆိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။